တော့ရောက်ခမနဲ့ချွေးမနဲ့ဘွင်ထဲကိုဝင်ပြီးဆိုတာနဲ့ငါအပိုင်ပဲဆိုပြီးကျမကိုပြောချင်တိုင်းပြောလို့ရမယ်တော့မတွေးပါနဲ့ကျမကိုရှင်ပြောချင်တိုင်းပြောလို့မရဘူးလှုပ်ချင်တိုင်းလည်းလှုပ်လို့မရဘူးခက်မှာတော့ကလေကို့တစ်ချက်တည်း၅ချက်လောက်ပြန်ထိအောင်လှုပ်တတ်တဲ့သူမျိုးတစ်စက်မှကြောမခံနိုင်ဘူး မရိုင်းနဲ့နော်မရိုင်းနဲ့နော်ဒီစမ်းမသူကငါချွေးမနင်ကငါချွေးမလားမယားခုနှစ်မျိုးတဲ့ဒီအမုံမြင့်ဆိုတဲ့ဇာလန်းတွေကိုဖုံဖုံအပီးတီတော့မကြည့်ဘူးပါဘူးဒါပေမဲ့လို့လိုင်းပေါ်ကိုတက်လာတဲ့အပိုင်းဒိုလေးတွေတော့ကြည့်ဘူးပါတယ်အဲ့ဒီထဲမှာချွေးမကလည်းပဲအထိမခံရောက်ခမကလည်းပဲမျက်နှာသာမပေးချွေးမနဲ့ရောက်ခမအမြဲတမ်းပြဿနာဖြစ်နေတာတွေပဲတွေ့ရတယ်ဆိုတော့မိသားစုဘဝဟာအိမ်တောင်ရေးဘဝဟာအမတန်ကိုစိတ်ဆင်းရဲစရာကောင်းနေပေါ့ဒီလိုချွေးမမျိုးတွေဒီလိုရောက်ခမမျိုးတွေဒီနေ့ခေတ်မှာလည်းပေါ်ပေါ်များများရှိသလိုမြတ်စွာဘုရားလက်ထက်ကလည်းပဲရှိခဲ့ဘူးပါတယ်မြတ်စွာဘုရားဇေတဝန်ကျောင်းမှာတည်င်းသုံးနေတော်မူစဉ်အချိန်အနာတပိန်တထေးကြီးရဲ့ချွေးမပေါ့သူဇာတာတဲ့သူဇာတာဆိုတဲ့သူ့ချွေးမဟာတနင်္စရာတထေးကြီးရဲ့တမီဝိသခာကျောင်းမကြီးရဲ့ညမဆွေကြီးမျိုးကြီးတဲ့ကဆိုတော့မမနာကလည်းအလွန်ကြီးတယ်နှုတ်ကလည်းကြမ်းတယ်လင်ကိုလင်မမသိရောက်ခမကိုရောက်ခမမမသိရောင်းမကိုရောင်းမမသိအိမ်မှာယုတ်တည်တဲ့ယုတ်တည်ထိုက်တဲ့ပုံကိုယ်တွေကိုလည်းပဲမယုတ်သေးအမတန်ကိုခက်ထန်ကြမ်းတမ်းတယ်စူပူတယ်ကျိန်းမောင်းတယ်ပေါ့တရက်မှာမြတ်စွာဘုရားနဲ့တန်ဃာတော်အပါ900ကိုအိမ်ပင့်ပြီးတော့မှဆွန့်ကတ်တယ်တဲ့မြတ်စွာဘုရားအိမ်မှာတရားဟောနေတဲ့အချိန်မှာသူဇာတာဆိုတဲ့သူ့ချွေးမဟာတောင်းကျမ်းနေတယ်အိမ်ကလူတွေကိုရွက်တယ်လို့စောင်းတယ်လို့ခြိကဘာရီကဘာနဲ့အော်ကြီးဟစ်ကျဲပြောနေတာပေါ့ဒီတန်ကိုကြားတော့မြတ်စွာဘုရားကဒါဘသူအတန်လဲလို့မေးတဲ့အခါမှာနာရပင်တထေးကြီးကမြတ်စွာဘုရားတဲ့တပည့်တော်မှာချွေးမတယောက်ရှိပါတယ်ဘုရားတဲ့သူ့နာမည်ကသူဇာတာပါရောက်ခမကိုရောက်ခမမမသိလင်ကိုလင်မမသိမမနာတွေထောင်လွှမ်းပြီးတော့အရန်ကိုခက်ထန်ကြမ်းတမ်းပါတယ်ဘုရားသူမထင်ရင်မထင်သလိုအိမ်ကလူတွေကိုလည်းပဲရိုက်နေပုတ်ခတ်တတ်ပါတယ်တဲ့အဲ့လိုပြောတော့မြတ်စွာဘုရားကဟဲ့သူဇာတာငါအနာကိုလာပါအောင်လို့ပြောပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာတရားဟောတယ်သူဇာတာရေးတဲ့မယားခုနှစ်မျိုးရှိတယ်တဲ့နံပါတ်1မယားကလင်ယောက်ျားကိုတတ်ဖို့အတွက်ကြံစီနေတဲ့လူတတ်နဲ့တူသောမယားနံပါတ်2ကတဲ့လင်ယောက်ျားရဲ့ပစ္စည်းဥစ္စာတွေကိုခိုးဝှက်နေတဲ့တခိုးနဲ့တူသောမယားနံပါတ်3မယားကလင်ကိုနိုင်ထက်စီးနှင်းလုပ်တယ်အရှင်နဲ့တူတဲ့အရှင်